Hello အားလုံးပဲမင်္ဂလာပါ Champion League တခင် Football New Era YouTube Channel နဲ့တခင် TikTok ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ Champion League နှစ်ရက်ကတော့တော်တော်လေးကိုထွန်းရက်စိုက်ပြိုးရတာအကျိုးတွေဖြစ်ထွန်းတယ်လို့ပြောလို့ရတယ်ဗျပထမရက်ကဆိုရင်100ရာခိုင်နှုန်းအော်ဝင်းရတယ်မောင်းမဲ့တသင်းမဲ့ဘင်ဖီကာတသင်းမဲ့ကျိုးလို့မောင်းလေးမအောင်လိုက်တာပေါ့နော်ကျွန်တော်လည်းမအောင်ပါဘူးမောင်းတခြားမောင်းတွေတော့အောင်တယ်ပေါ့နော်အဲ့မောင်းလေးတစ်မောင်းတော့လစ်သွားပြီပေါ့နောက်ထပ်အခုဟိုပါပေါ့နောက်ထပ်မနေ့မနေ့ဗုဒ္ဓဖူးနေ့ကဒုတိယနေ့ချန်ပီယံလိဒုတိယညာချမ်းပေါ့နော်ချန်ပီယံလိဒုတိယညာချမ်းတော့မိုက်တယ်သူက3ပွဲပေးတာကို2ပွဲနိုင်တယ်တစ်ပွဲကတော့10ပဲနိုင်တယ် level 10ပဲနိုင်တယ်အဲ့တော့ free ပွဲတစ်ပွဲလီဗာပူးကတော့ပြေးဝနိုင်တယ်69.99 2ပွဲကတော့တစ်ပွဲက10နိုင်တယ်တစ်ပွဲကတော့ပြေးနိုင်တယ်ပေါ့နော်ခုချိန်ကြီးတော့ကျွန်တော်ရဲ့69.99ပွဲစံချိန်ကတော့ရှုံးပွဲမရှိသေးပါဘူးမရှုံးသေးဘူးပေါ့နော်ကိုကြီးကိုတွေမင်းညကတော့ထူးခြားလာဝယ်တဲ့လူတွေရှိတယ်2ယောက်3ယောက်လောက်တိုးလာတယ်လာဝဲလူတွေရှိတယ်အဲ့လာဝဲလူတွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းညီကိုတို့အနေနဲ့လာပြီးတော့ရုံကြီးနဲ့လာဝဲလို့ရပါတယ်ဗောနော်69.99ပွဲတယ်ရှုံးပွဲမရှိသေးဘူးเนาะအဲ့ဒါပြီးတော့နောက်တစ်ခုကကျတော့မနေ့ကမောင်းလဲတသင်းမဲ့ကျိုးတာမာဆေးတသင်းမဲ့ကျိုးတယ်เนาะမာဆေးရဲ့ကြေးရတန်တရားဖြစ်စီရတော့ကောင်းတယ်ဒါပေမဲ့အခုချန်ပီယံလိကပုံစံအသစ်ပြောင်းပြီးတော့ပဲကြေးကြည့်လို့မရတော့တုတ်ကြတာဂိုးတွေကွာ 5-1 နေဟာမွန်နေရဆို PSG ဆို 7-2 တွေပါတုတ်တယ်เนาะအာကြီးဆိုရင်တစ်ခါမှမထည့်ဘူးဟို4000တွေပါ4ဂိုးတွေပါထည့်ပြတာเนาะအဲ့လိုချန်ပီယံလိကတော်တော်လေးလောင်းပျော်ပါတယ်ဒီညယူရိုပါလီလည်းအဲ့လိုပါပဲယူရိုပါလီဆိုတော့ထုံးစံနိုင်ပဲကျွန်တော်တို့ဆိုးရိုးသားအောင်ရှိပါတယ်ဒိုင်ငိုပါလီပါအဲ့တော့ဒီနေ့ည8နာရီယူရိုပါလီတပွဲ free မောင်းတွဲတတွဲလက်ဆောင်နဲ့69.99 2ပွဲရှိပါမယ်ပြီးရင်နောက်တစ်ခုကကျွန်တော်လာမေးကြတဲ့လူတွေရှိတယ် Messenger တို့ Viber တို့မှာလာမေးတဲ့လူတွေရှိတယ် Telegram တို့မှာလာမေးတဲ့လူတွေရှိတယ်မောင်းတွဲလေးတွေရောမရောင်းဘူးလားမောင်းတွဲလေးရောမရောင်းပါဘူးဘာလို့ဆိုတော့69.99ရာခိုင်နှုန်းမသေးကြဘူးမောင်းတွဲမြန်ရောင်းလို့သေးရနေရဆိုရင်ကျွန်တော်မောင်းမဲလောင်းစားတော့မှာပါဗျာနော်မောင်းတွဲကတော့မရောင်းပါဘူး body 2ပွဲရောင်းပါမယ်တစ်ပွဲ free ပေးပါမယ်မောင်းတွဲတစ်တွဲကတော့လက်ဆောင်ပေးပါမယ်ကဲအားလုံးဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ည7:00 နာရီကျရင်ပြန်ဆုံးမယ်ဒိုင်ငိုပါလိမှာOkay